2022 ခုနှစ်ဖေဖော်ဝါရီလ 4 ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောအမျက်ဒေါသကိုထိန်းချုပ်ခြင်းအကြောင်းတရားဒေသနာတော်လူတွေမှာစင်ထာဝရစိတ်ကြည်လင်းနေတာမဟုတ်ဘူးအာယုန်တွေကလည်းအကောင်းနဲ့တွေ့တယ်လို့အဆိုးနဲ့လည်းတွေ့ထာဝရကောင်းနေတာမဟုတ်သည့်အတွက်ကြောင့်စိတ်အခမ်းမသိတဲ့အခါမှာဒေါသဆိုတာထွက်လာတတ်ကြတယ်အဲ့ဒီထွက်လာတဲ့ဒေါသကိုမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အယုတ်ဆိုးအကြီးတန်းမဖြစ်တဲ့နာတွေဖြစ်သွားနိုင်တယ်ပေါ့လူတွေမှာလောဘဆိုတဲ့တရားရှိသလိုဒေါသဆိုတာလည်းရှိတယ်အကုသိုလ်တရားတွေကကိုယ်ထင်ကြီးတဲ့မာနသူတစ်ပါးကြီးပွားတာကိုမနာလိုတဲ့အိတ်တာကိုယ်သာအခွင့်အရေးရခြင်းနဲ့မစ္စရိယဒီတရားတွေကလူတွေရဲ့ရင်ထဲမှာလွှမ်းမိုးပြီးတော့နေတတ်တယ်ပေါ့အမြဲတမ်းလွှမ်းမိုးနေတာမဟုတ်ပေမဲ့လို့အကြောင်းတိုက်ဆိုင်လာတဲ့အခါဖြစ်တတ်ကြတယ်ပေါ့လူတိုင်းဟာထာဝရပြုံးရှင်းနေတာမဟုတ်သလိုလူတိုင်းဟာလည်းအမြဲတမ်းစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့သောဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီဆိုရင်ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်သူတော်ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်သာစိတ်တွေဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ပြီးကိုယ်တကူစောကောင်းဆန်တဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှိရင်လည်းသူ့ရဲ့အသိဉာဏ်ဟာအပြော့သွားပြီးတော့မလုံးတဲ့နာတွေမပြောတဲ့နာတွေပြောမလုံးတဲ့နာတွေလောက်တာဖြစ်တတ်တယ်ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှိရင်လည်းစဉ်းစားဉာဏ်ပျောက်ကွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုပ်တဲ့နာတွေလုပ်မိတယ်မမရွေနေကိုဖြစ်စေတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားဆိုးတွေကိုယ့်ရင်ထဲမှာလွှမ်းမိုးမိနေပြီဆိုလို့ရှိရင်အသိဉာဏ်ပျောက်ကွယ်သွားပြီမပြောတဲ့စကားတွေပြောမိတယ်မလုပ်တဲ့အလုပ်တွေကိုလုပ်မိတယ်အဲ့လိုလုံးမိသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကအတ္တမဆိုးရွားသွားနိုင်တယ်ပေါ့ဒါကြောင့်မို့မကောင်းတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့အခါမှာထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်လောဘကိုလည်းထိန်းချုပ်ရမှာပဲဒေါသကိုလည်းထိန်းချုပ်ရမှာပဲမာနကိုလည်းထိန်းချုပ်ရမှာပဲအိတ်သာဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမှာပဲကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယဆိုတာကိုလည်းထိန်းချုပ်ရမှာပဲဖြစ်တယ်မထိန်းချုပ်လို့ရှိရင်အကြီးအကျယ်ပြဿနာဖြစ်ပြီးကိုယ်အတွက်လည်းဆိုးချိုးသူတို့အတွက်လည်းဆိုးချိုးဆိုတာမျိုးဖြစ်ပေါ်လာတတ်တယ်ပေါ့ဒါကြောင့်မို့အမျက်ဒေါသကိုထိန်းချုပ်ခြင်းဆိုတာဘယ်ပုံပဲနည်းသူတို့ကောင်းတွေဟာထိန်းချုပ်ခဲ့တယ်လေဆိုတာအာယ50ဇတ်တော်တွေထဲမှာသုလဘောဓိစာတကဆိုတဲ့သုလဘောဓိဇတ်စပောင်း958တယ်မယ်443ခုမြောက်သုလဘောဓိဇတ်ဟာအမျက်ဒေါသကိုဘယ်ပုံထိန်းချုပ်ရမယ်ဆိုတာလက်တွေ့ကျင့်သုံးလိုက်နာဖို့သင်္ကန်းစာပေးတဲ့ဇာလမ်းပဲဖြစ်တယ်သင်္ကန်းစာပေးတာဟာတကယ်ဘဝတစ်ခုမှာကြုံတွေ့လာတဲ့တကယ်ဖြစ်ပျက်ကိုရည်ညွှန်းပြီးတော့သင်္ကန်းစာပေးတယ်လူတိုင်းဟာအမျက်ဒေါသကိုမထိန်းချုပ်နိုင်တာမဟုတ်ဘူးထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်
အဲ့ဒီထိန်းချုပ်နိုင်တဲ့သူတော်ကောင်းတွေဟာဘယ်လိုတွေးတောဆင်ခြင်သုံးသပ်ပြီးတော့မြေတော်သားကိုထိန်းချုပ်တယ်လဲဆိုတာကိုမြတ်စွာဘုရားကဟောပြောတာဖြစ်တယ်။ဘာကြောင့်ဒီဇာလံကိုဟောပြောတာတော့ဆိုတော့မြတ်စွာဘုရားစေတော်ကျောင်းမှာနေတဲ့အခါမှာသာသနာပေါင်းဝင်ရောက်ပြီးတော့ယဟန်ပြုလာတဲ့ယဟန်တော်တစ်ပါးဟာပင်ကိုစေရအရာဒေါသအမတန်ကြီးတယ်။ထိတ်တဲ့ဆိုဒေါသဖြစ်တတ်တယ်။ဒါကစရိုက်ဝါဒနာဆိုတာဘဝမှာပါလာတတ်တယ်။စိတ်တူတတ်တဲ့လူဟာဘာပြောလိုက်ဒေါသဖြစ်ပေါ်လာတတ်တာပေါ့။စိတ်ဆိုးတယ်မြဲထွက်တယ်ဒေါသဖြစ်တယ်ဆိုတာနည်းနည်းလေးပြောလိုက်လေမခံချင်စိတ်နဲ့ဒေါသဖြစ်လာတယ်အဲ့ဒါလို့စိတ်တူတာကောင်းသလားဆိုမကောင်းဘူးပေါ့စိတ်တူတာအရာရာမှာစိတ်တူတာမကောင်းလားဆိုမကောင်းလူလောကမှာတူနဲ့တူဆက်ဆက်တဲ့အခါမှာအပြောမခံပြီးစိတ်တူနေတဲ့ပုဂ္ဂိုလ်တွေဟာအမှန်တမ်းတကူဒီအထီးကျန်တဲ့သဘောမျိုးကိုရောက်စေတတ်တယ်အဲ့ဒီယဟန်တော်တစ်ပါးဟာသင်္ကန်းဝတ်နေလင်ကစားသူကနည်းနည်းလေးမှအပြောမခံဘူးသူရင်ထဲကဒေါသကိုသူထိန်းချုပ်နိုင်စွာမရှိဘူးဘယ်သူကပြောလိုက်သူမကြိုက်တာဆိုရင်ထောင်းငနဲ့ဆိုဒေါသဖြစ်တယ်အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီယဟန်ကိုခေါ်ပြီးတော့ဆုံးမတယ်ယဟန်ဒေါသဆိုတာထိန်းချုပ်ရမှာဖြစ်တယ်ကောဒေါနာမဝါရိတဘောကိုယ့်ရင်ထဲမှာမြေဒေါသဖြစ်လာလို့ရှင်တားမြစ်ရမယ်ထိန်းချုပ်ရမထိန်းချုပ်ဘဲနဲ့လွတ်ထားလို့မရဘူးကောင်းတာနဲ့မကောင်းတာနှစ်ခုရှိတဲ့အထက်မှာမကောင်းတဲ့စိတ်နေသဘောထားတွေရင်ထဲဖြစ်လာလို့ရှင်ထိရမှာပဲလူတွေကကိုယ့်ကိုယ်ထိမှုမကြိုးစားကြဘူးအများအားဖြင့်သူများကိုထိမှုပဲကြိုးစားကြတယ်လူတယောက်တို့ထိမ့်သိမ်းဆောက်ရှောက်နိုင်တော့လည်းပဲကိုယ့်ရင်ထဲကအကုသိုလ်တရားတွေဖြစ်လာတာကြတော့ထိမ့်သိမ်းနိုင်စွာမရှိကြဘူးမတားမြစ်နိုင်စွာမရှိကြဘူးတားမြစ်ဖို့လည်းမကြိုးစားကြဘူးအများအားဖြင့်အဲ့တော့အရေးကြီးတာသူများထိန်းချုပ်ဖို့တဲ့ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ဒေါသကိုထိန်းချုပ်နိုင်ရမယ်အိတ်သားဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမယ်မာနတွေလည်းထိန်းချုပ်ရမယ်လောဘလည်းထိန်းချုပ်ရမယ်မစ္စရိယဆိုတဲ့ကိုကြိုးစားတဲ့စိတ်ကိုလည်းထိန်းချုပ်ရမယ်အဲ့တော့ဒီယဟန်ဟာသူ့ရဲ့အကျင့်စရိုက်ကထိတ်ကနေရှိစိတ်တူတတ်တယ်အများနဲ့နေတဲ့အခါမှာဒီအပြောမခံလို့ဒေါသအလျောက်တုံ့ပြန်လာတယ်ဆိုလို့ရှိရင်ပြဿနာတွေအကြီးကျယ်ဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းဟာဒေါသကိုထိန်းချုပ်ပြီးတော့တိကံစိတ်ကိုမွေးမြူချရမှာဖြစ်တယ်ဝိုင်းပြီးတော့မိတ်ဆွေတွေကတိခံမှုတိုက်တွန်းကြတယ်အဲ့တော့တချို့ကလည်းပဲမခံနဲ့မဟုတ်မခံဆိုတာကိုပဲခုံရှိတယ်လို့ထင်ပြီးတော့ပြီးလောက်ရလေးပင့်ဆိုတာလို့မြောက်ပင့်ပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းလောကမှာအများကြီးရှိတယ်အဲ့တော့ကိုယ့်ရင်ထဲမှာဖြစ်တဲ့ဒေါသရဲ့အပြစ်ကိုသေသေးချာချာစိတ်ကြည့်ပြီးရင်တော့ထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ်ရှိတယ်ဘယ်ဟာပဲဖြစ်ကောင်းခြင်းမကောင်းခြင်းဆိုတာနှစ်ခုရှိတယ်ဒီနေရာမှာဒေါသဆိုတာလုံးဝစင်စစ်မကောင်းတဲ့အရာသာဖြစ်တယ်ကောင်းတာဆိုတာကိုယ်ကနိုင်ရလို့ကျင့်တတ်သွားရင်ကောင်းတယ်လို့လူတွေကထင်ကြတယ်တကယ်ကတော့ဒေါသဆိုတာမကောင်းတဲ့အရာကိုယ့်ရဲ့နဲ့မှာဖြစ်မခံရဘူးထိန်းချုပ်ရမှာဖြစ်တယ်တားမြစ်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒီယဟန်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဆုံးမတာငါဖះဟာဒေါသမထွက်အောင်အမြဲတမ်းဟောပြောတဲ့ဒေါသကိုထိန်းချုပ်ဖို့တိုက်တွန်းတဲ့တရားဓမ္မကိုဟောပြောတာဖြစ်တယ်ဒီလိုအဆုံးအမမှာ
သာသနာပေါင်းဝင်ရောက်ပြီးတော့ယဟန်ပြုတာဖြစ်ပါလေရဲ့သားနဲ့ဘာဖြစ်လို့ကိုယ်ဒေါသကိုမထိန်နိုင်ရမှာလဲဘုန်းကြီးဝတ်တယ်ဆိုတာကိုယ့်ရဲ့လောဘဒေါသမောဟကိလေသာတွေကိုထိမ့်သိမ့်မှုဘုန်းကြီးဝတ်တာပဲဖြစ်တယ်လောကလူတွေဆိုတာလေကိုယ့်ရဲ့နဲ့မကောင်းတဲ့စိတ်တွေကိုထိန်းချုပ်နိုင်ရမယ်ထိန်းချုပ်နိုင်မှသူတော်ကောင်းဆိုတာဖြစ်တယ်ရှေးတုန်းကပညာရှိတွေဟာသူတို့ရဲ့ဒေါသကိုထိန်းချုပ်နိုင်စွမ်းရှိခဲ့ကြတယ်ဆိုတာကိုမြတ်စွာဘုရားကသင်္ကန်းစာပေးတဲ့အနေနဲ့ဒီသုလဘောဓိစက်ကိုဟောတာဖြစ်တယ်နော်ဘုရားရဲ့ရှေးဘဝအတိတ်ဘဝသာဓကဆိုတာသာတံဘူတံကာယတိတိသာဓကံလို့ဆိုတဲ့အတိုင်းတကယ်ဖြစ်ပျက်ခဲ့တဲ့ရှေးကတကယ်ကြုံခဲ့ရတဲ့အဖြစ်ပျက်တစ်ခုကိုသင်္ကန်းစာပေးတဲ့အနေနဲ့ဟောပြောတဲ့ဒေသနာကိုသာဓကဒေသနာလို့ခေါ်တယ်အဲ့ဒါကိုပဲမြန်မာတွေကသာဓကကိုကြည့်ပြီးဇတ်လို့နာမည်ပေးကြတာအဲ့ဒီစကားလုံးကိုပဲပြတ်ဇတ်တို့ကဇတ်တို့ဆိုတဲ့စကားလုံးတွေထွန်းလာကြတယ်ပေါ့နော်အငိမ့်တို့ပြတ်ဇတ်တို့ဆိုတဲ့ဇလန်းတို့ဆိုတာတွေကတကယ်တော့ဘုရားဟောတဲ့ဇာတကဆိုတာတကယ်အဖြစ်ပျက်စိတ်ကူးကြံစည်ထားတဲ့အရာမဟုတ်ပဲနဲ့တကယ်အဖြစ်ပျက်ကိုမြတ်စွာဘုရားဟောတာအဲ့တော့တကယ်အဖြစ်ပျက်ဆိုတာလောကကြီးမှာဆန်းကျဲတယ်စိတ်ကူးရင်လှုပ်တဲ့ဟာတွေကလည်းပြားသောအဖြစ်တကယ်အဖြစ်ပျက်ကိုအခြေခံပြီးတော့တွေးတောကြံစည်ပြီးရေးသားကြတာဖြစ်တယ်ပေါ့ဖြစ်ပျက်ဆိုတာရှိခဲ့တယ်ဒါကြောင့်မြတ်စွာဘုရားကဒေါသကိုထိန်းချုပ်ခဲ့တဲ့ရှေးသူတော်ကောင်းတွေရဲ့စံနမူနာကိုထိုယဟန်သဘောပေါက်လောက်အောင်စိတ်ဝင်စားအောင်ဟောပြောတာဖြစ်တယ်ဘဝတစ်ခုမှာဒီဖျားလောင်းကကာတိတိကုန်းမှာချမ်းသာကြွယ်ဝတဲ့ပြမနာတစ်မျိုးရဲ့သားပြမနာတူရဲ့သားလာဖြစ်တယ်နော်သူဟာပြမနာတူရဲ့သားလာဖြစ်တဲ့အခါမှာသူပဲဘွားကလာတာတော့ဆိုအဲ့ဒီဘွားမရောက်ခင်ကသူကပြမဖြစ်ခဲ့တာသူတော်ကောင်းတရားကျင့်ကြံကြုတ်ကိုအထုတ်လို့စံပိညင်တွေရပြီးပြမပြေမှပြမဖြစ်တယ်ပြမဆိုတာကဒေါသအမတန်နဲတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့ပြမဝိဟာရဆိုတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့နေတဲ့ပုဂ္ဂိုလ်တွေအမတန်မှအေးချမ်းတဲ့ဘဝစိတ်တူတယ်ဆိုတာသူတို့မှမရှိဘူးနော်ဒေါသထွက်တယ်ဆိုတာမရှိဘူးအမြဲတမ်းမေတ္တာစိတ်ကရုဏာစိတ်မုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားတွေနဲ့နေကြလို့ဘဝမှာအလွန်ငြိမ်းချမ်းတဲ့ဘဝကနေပြီးတော့လူဘဝရောက်လာတာအဲ့တော့လူဘဝရောက်လာတော့နာမည်ပေးတဲ့အခါမှာဘောဓိကုမာရဆိုတဲ့နာမည်ကိုပေးတယ်သူတို့မျိုးရိုးကနေပေးတဲ့နာမည်လည်းဖြစ်နိုင်တယ်ပေါ့ဘုရားလောင်းကအဲ့ဒီဘဝမှာဘောဓိကုမာရဆိုတဲ့နာမည်နဲ့ပုံနာမျိုးနွယ်ထဲမှာလူလာဖြစ်တယ်လူဘဝရောက်တဲ့ဆိုတာထုံးစံတိုင်းပဲဒီကနေ့ခေတ်လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်လဲဘာလို့တော့အရွယ်ရောက်ရင်ကြောင်းနေရတယ်ပညာသင်ကြရတယ်ဒါဖြေတော့ကလည်းဒီတိုင်းပဲနော်သူလည်းပဲအရွယ်ရောက်တဲ့အခါမှာတက္ကသိုလ်ပြည်သွားပြီးတော့တတ်ပညာတွေသင်တယ်ပညာတက်လာပြီဆိုတဲ့အခါမှာလူလောကရဲ့ထုံတတ်စင်လာရပဲသူဆန္ဒကိုသူဆန္ဒမပါပြီမဲ့လို့မိဘတွေကခုံတည်ချင်းတူတယ်အမျိုးဆက်ချင်းတူတယ်အည်ချင်းချင်းတူတယ်ဆိုတဲ့အမျိုးနွယ်ကသူတို့သမီးနဲ့လက်ထပ်ပေးစားဖို့ရစီမံလာကြတယ်ဒါတော့လူဘဝရောက်လာရင်ဘယ်သူပဲဖြစ်ဖြစ်ဒီလုပ်ငန်းတွေကခဏခေတ်လည်းဒီတိုင်းပဲလုပ်တာနော်မိဘတွေကအိမ်တော်ရဲ့သားချဖို့ကြိုးစားလာတယ်
အဲ့ဒီသူ့အတွက်ရွေးချယ်လိုက်တဲ့သူတို့သမီးလောင်းကလည်းပဲရုပ်ဆင်းအမှန်တမ်းလှပတယ်သို့တော့သူကလည်းပဲပြမပြေကနေစုတည်လာတဲ့အမျိုးသမီးပဲဖြစ်တယ်အဲ့ဒါတခုတော့သွားတူတယ်နှစ်ဦးလုံးဟာပြမပြေကပြမပြေဆိုတာအိမ်အောင်ဖက်တဲ့ဒေသဘုံမဟုတ်ဘူးကိုယ့်ကိုလွတ်လပ်နဲ့အမျိုးသားမျိုးသမီးခွဲခြားမှုမရှိတဲ့ဘဝမျိုးပဲသူကအဲ့တော့စိတ်ဝင်စားမှုကာမဂုဏ်အာယုန်နေမျိုးသားမျိုးသမီးစိတ်ဝင်စားတဲ့နေရမဟုတ်ဘူးသို့တော်လူလောကရောက်လာတဲ့အခါကျတော့သူတို့ရဲ့ဆန္ဒမပါပဲမိဘဆိုတာအတင်းစီမံတတ်ကြတယ်ပေါ့ခဏခေတ်လဲတာမျိုးတွေရှိတာပဲသူတို့ဆန္ဒမရှိလင်ကသာမိဘတွေကအတင်းစီမံကြတယ်အတင်းစီမံလို့ပြဿနာဖြစ်သွားတာလည်းရှိတယ်သို့တော့သူတို့နှစ်ဦးကတော့အစရတဲ့ကစိတ်ဓာတ်အေးချမ်းကြတဲ့ပုဂ္ဂိုလ်တွေဆိုမိဘတွေကအတင်းစီမံပြီးတော့အာဝါဟဝိဝါဟဆိုတဲ့မင်္ဂလာပွဲကိုကျင့်ပလိုက်ကြတယ်နှစ်ယောက်စလုံးမှာကိလေသာစိတ်ဆိုတာမရှိကြဘူးကာမဂုဏ်အာယုန်ခံစားလို့တဲ့စိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ဗြဟ္မပြေကလာတဲ့ပုဂ္ဂိုလ်တွေဟာဗြဟ္မပြေမှာနေတယ်လို့ပဲလူဘဝမှာလည်းစိတ်ဝင်စားဘူးပဲဟိုတုန်းကအနေကြာလာတဲ့အခါအဲ့တိုင်းပဲနေတယ်ဗြဟ္မတွေနေတဲ့အနေထားမျိုးနေကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့သူတို့ဟာဒီဘဝမှာတဦးနဲ့တဦးတန်ရုံးစဉ်ဖြစ်မှုဆိုတာလုံးဝမရှိဘူးမိတ်ဆွေသဘောလောက်ပဲစိတ်ကထားကြတယ်တဏှာရာဂနဲ့ကြည့်တဲ့စိတ်သူတို့မှမရှိဘူးမျက်စိအကြည့်ကစပြီးတော့စင်ကြယ်တဲ့တန်ရှင်းတဲ့အဲ့ဒါလို့နဲ့ပြမနာနဲ့ပြမနာမိသားစုအတိုင်းဝိုင်းထဲမှာသူတို့သားသမီးနှစ်ဦးကိုထိမ်းမြတ်လက်ထပ်ပေးတော့မိဘရဲ့ဆန္ဒကိုမတွန်းလှန်ခြင်းလို့သူတို့ဟာမောင်နှမလို့ဆက်ဆံရေးနဲ့နေထိုင်ကြတယ်မောင်နှမဆက်ဆံရေးနဲ့ပဲနေထိုင်ကြတယ်မိဘတွေအသက်ရလာတဲ့အခါကွယ်လွန်အိဋ္ဌရောက်သွားတော့အလုံးစီးပွားတွေသူတို့လက်ထက်ရောက်လာအဲ့တော့ပစ္စည်းဥစ္စာလည်းကြွယ်ဝချမ်းသာကြတာဖြစ်တော့သူတို့ရဲ့ပိုင်ဆိုင်မှုငွေကြေးတဏှတွေဟာဂရေ80ရှိတယ်ဂရေ80တော့ဥစ္စာတွေမိဘတွေကရှားဝေထားလို့ပိုင်ဆိုင်ကြတယ်အဲ့ဒီမိဘတွေရဲ့ကွယ်လွန်အိဋ္ဌရောက်သွားလို့တင်းကြိုခြင်းကိစ္စလုပ်ပြီးတဲ့အခါမှာဘောဓိကုမာရကသူနဲ့ထိမ်းမြန်းလက်ထပ်ထားတဲ့ဖြစ်မနီမြို့သမီးကိုပြောဆိုတယ်ဒီနေ့ကစပြီးတော့ဟောဒီဂရေ80သောဥစ္စာကိုမင်းကိုငါလွှဲမယ်အကုန်လုံးနော်အဲ့ဒီဂရေ80သောပစ္စည်းဥစ္စာတွေကိုမင်းအပိုင်ဖြစ်လွှဲပေးမယ်မင်းချမ်းသာသာနေပြီတော့လို့ပစ္စည်းဥစ္စာလွှဲဖို့တိုင်ပင်တဲ့အခါမှာသူနဲ့လက်ထပ်ထားတဲ့ပုံနေမှမြို့သမီးကရှင်ကဘာလို့မလို့လဲလို့ဆိုတော့ငါကဒီပစ္စည်းတွေငါမလို့ချင်ဘူးငါအတွက်လည်းမလို့အပ်တော့ဘူးငါကဟိမန္တတောင်ဘက်ကိုတောထွက်ပြီးတော့ရသေးဝုတ်ပြီးကိုယ့်ရဲ့ဘဝကိုကိုယ်ထိန်းကြောင်းတော့မယ်လို့ဆိုတော့အဲ့ဒီသူရဲ့ဇနီးကပြန်မေးတယ်ရဟန်းဝတ်တဲ့ယသိဝတ်တဲ့ဆိုတာယောက်ျားတွေသာဝတ်လို့ရတာလားမျိုးသမီးတွေရောဝတ်လို့မရဘူးလားဆို
အမျိုးသမီးလည်းဝတ်လို့ရပါတယ်ဆိုရင်ဒါဆိုလို့ရှိရင်သင်တို့စွန့်ပစ်တဲ့တတွေးကိုငါမခံယူနိုင်ပါဘူးဒီပစ္စည်းဥစ္စာတွေသူလည်းမလိုချင်ပါဘူးသူလည်းရသေးဝတ်ပါမယ်တို့အဲ့ဒီလိုနှစ်ဦးနဲ့တဦးနဲ့တူပစ္စည်းပြောဆိုရင်ကနေပြီးတော့နှစ်ဦးလုံးကစိတ်ဝင်စားဘူးမိဘတွေလက်ထက်တုန်းကလည်းသူတို့လုံမလို့ရဘူးမိဘတွေကြွေးထားတာပဲစားဒီပစ္စည်းတွေသူတို့စီမံရမယ်ဆိုတော့တယောက်ကမှမလုပ်ချင်ကြမလုပ်ချင်တော့အဲ့ဒါဆိုလဲတို့နှစ်ယောက်ကောင်းပြီဒီပစ္စည်းတွေကိုအကုန်လုံးလှူဒန်းပေးကန်လိုက်တယ်အလှကြီးပေးလိုက်တယ်အလှကြီးပေးပြီးတော့တောထွက်သွားကြတယ်နှစ်ယောက်စလုံးဒါရှေးကချမ်းသာတဲ့ပုဂ္ဂိုလ်တွေကဒီလိုလှုပ်လိလှုပ်ထားရှိကြတာပေါ့နော်တောထွက်သွားတယ်တောထွက်သွားပြီးတော့တောတဲ့တနေရာသာသာရရှိတဲ့နေရာမှာသင်္ကန်းကျောင်းဆိုရသေးကျောင်းလေးတွေဆောက်ပြီးတော့တောထဲမှာတီးတဲ့တစ်သီးဝလံနေဒါတွေကိုရှာကြံပြီးတော့တစ်သီးစားတဲ့တစ်သီးစားပြီးဘဝကိုယက်တည်ကြတယ်လို့သူတို့ဆိုလို့နော်တောထဲမှာတစ်သီးစားပြီးတော့နေကြတာအဲ့လိုနဲ့တောထဲမှာကရှိတဲ့တစ်သီးဝလံနေစားပြီးတော့10 နှစ်ကြာသူတို့နှစ်ယောက်ဟာကိုเจ้าလေးနဲ့ကိုတူနဲ့တူဖော်ပြုတ်ပြီးတော့10 နှစ်ကြာနေကြတယ်သို့တော့တူပေါ်တူတဏှာကတန်ရောစဉ်မရှိတော့လည်းပဲတူနဲ့တူကျင်နာမှုကတော့ရှိကြတာပေါ့မေတ္တာရှိတယ်ကရုဏာရှိတယ်မုရိဒာရှိတယ်ဖြစ်ပစိုးတရားနဲ့မိတ်ဆွေသဘောသူတို့ဟာအတူတကွတော်ထဲမှာနေကြပြီတုံးနဲ့တူကူညီမှုတော့ပြုကြတယ်သို့တော့ကိုယ်သင်္ကန်းကြောင်းနဲ့ကိုနေကြတယ်အဲ့လိုနှူးနေတဲ့အခါမှာတပ္ပထကျင့်စဉ်ကိုကျင့်မိမယ်လို့သူတို့ဆံရတဲ့ပုဂ္ဂိုလ်ဖြစ်မရောက်ဘူးသို့တော့ယဟန်ဘဝလွတ်လွတ်လပ်လပ်နဲ့နေရတဲ့ယသိယဟန်ဘဝမှာ10 နှစ်ကြာနေထိုင်တော့ထဲမှာတစ်သီးဝလံညှိွယ်စားပြီးတော့နေတဲ့အခါယောဂတစ်မျိုးဖြစ်တတ်တယ်စားတတ်မရတဲ့အခါမှာလူတွေယောဂဖြစ်တတ်တယ်လို့ပြောတယ်အဲ့ဒီတော့ကတော့ဟိမဝန္တာမှာစားရှိသလားမရှိဘူးလားတော့မသိဘူးကနေ့ခေတ်တော့ဟိမဝန္တာစားဆိုပြီးတော့ရောင်းတာတွေရှိတယ်ရှိကောင်းတော့ရှိနိုင်တာပေါ့နော်သို့တော့ရသေးတွေဟာတတိတည်းရစားပြီးတော့တချို့တည်းရတွေကြတော့ပြုတ်စားမှာပေါ့လေအဲ့လိုနဲ့အသက်ရှင်နေတဲ့အခါစားမပါတဲ့အစားအစာတွေစားရပါများတဲ့အခါမှာယောဂတစ်မျိုးဖြစ်တတ်တယ်တဲ့ကျုံလှီဖြော့တော့တဲ့ယောဂမျိုးတွေအဲ့ဒီယောဂမျိုးတွေဖြစ်လာတဲ့အခါမှာသူတို့ဟာလူတွေနေတဲ့မြို့တွေရွာတွေဘက်ကိုလာပြီးတော့စားနဲ့ချက်တဲ့စားပါတဲ့ဟင်းတွေကိုစားပြီးတော့ကိုယ်ကျမ်းမာရေးကိုပြန်ပြီးတော့တိဆောက်ကြရတယ်လို့ဆိုတယ်။ဗမာပြည်မှာလည်းသစ်သီးစားကျင့်တဲ့ပုဂ္ဂိုလ်တွေကြားဘူးတယ်။ဘလောက်ထိအောင်သစ်သီးစားပြီးတော့နေနိုင်တယ်လဲဆိုတာတော့မသိဘူး။လုံးဝစားမစားပဲနဲ့သစ်သီးကိုသာစားပြီးနေလို့ရှိရင်ဘာဖြစ်လာမလဲဆိုတာဒီအာဟာရဓာတ်နဲ့ပတ်သက်တဲ့ဆရာဝန်တွေတော့သိကောင်းသိလိမ့်မယ်။စာထဲမှာတော့လောနံဘိလသေဝနထာယဆိုတာချင်းစားမိဝဲခြင်းကြုံအချင်းတို့စားတို့ဆိုတာလိုအပ်တယ်လို့ဆိုတယ်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေအဲ့ဒီလိုအပ်ချက်တွေကြောင့်ဟိမန္တာကနေပြီးတော့ထွက်လာတယ်ဒါကအကြောင်းတစ်ခုတော့ဖြစ်လိမ့်မယ်ဟိမန္တာဒေသဆိုတာနောက်အကြောင်းတစ်ခုကဟိမန္တာဒေသဆိုတာဆောင်းရသည်မှာလည်းလွန်အေးတယ်ဆောင်းရသည်မှာလွန်အေးသည့်အတွက်ကြောင့်
ဆောင်းရသည်မှာဆောင်းခိုဖို့အတွက်လူတွေနေတဲ့မြို့တွေရွာတွေဘက်ကိုဆင်းလာတာလည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့တော့ဆိုကနေ့ခေတ်မှာဆိုလို့ရှိရင်တိဘက်ဒေသမှာနေကြတဲ့တိဘက်လူမျိုးတွေအခုအိန္ဒိယမြောက်ပိုင်းမှာလက်ဒတ်ဆိုတဲ့ပြည်နယ်မှာနေကြတဲ့တိဘက်တွေဟာဆောင်းရသည်ဆိုလို့ရှိရင်ဗာရာဏသီမြို့ဘက်ကိုဆင်းလာကြတယ်။ဆောင်းရသည်ဆိုရင်ဗုဒ္ဓဂယာတို့ဗာရာဏသီတို့လာပြီးတော့တိဘက်တွေဟာအဲ့ဒီမှာလာနေကြတယ်။ဆောင်းကျွတ်တော့တစ်ခါပြန်တက်သွားကြတယ်သူတို့။ဟိမဝန္တာမှာဆောင်းရသည်ကအလွန်အေးတာအလွန်အေးတော့ဆောင်းခိုဖို့အတွက်လာတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါဘို့ရသေးတွေဟာဆောင်းရသည်ရောက်လို့ရှိရင်အောက်အနိဗ္ဗာန်ကိုဆင်းလာကြပြီးတော့မြို့တွေရွာတွေမှာလှည့်လည်ပြီးတော့နေထိုင်ကြတယ်အဲ့ဒါလို့နေရင်ကဒီယသိနှစ်ဦးဟာလည်းပဲခရီးစဉ်အတိုင်းနောက်ဆုံးပဲထိရောက်လာတော့ဆိုပါရဏသီထိအောင်ရောက်လာကြတယ်ပါရဏသီမြို့ကလူသူတိတ်ဆိတ်ပြီးတော့အဆောင်အကျရှိတဲ့အေးချမ်းချမ်းနေလို့ရတဲ့ဘယင်ပိုင်နဲ့ဥယျာဉ်ထဲမှာသွားရောက်နေတယ်အဲ့တော့ဥယျာဉ်ဆိုတာတော့ခဏခေတ်ပြောမယ်ဆိုလို့ရှိရင်တော့ဘယင်နေစိုက်ပျိုးထားတဲ့သီးနှံနေစိုက်ပျိုးထားတဲ့သစ်ပင်နေစိုက်ပျိုးထားတဲ့ခြံကြီးတွေဖြစ်လိုက်တောတွေစိုက်ပျိုးထားတဲ့သဘာဝတောတွေသဘာဝသစ်ပင်တွေပန်းပင်တွေအဲ့လိုဟာတွေစိုက်ပျိုးပြီးတော့အဆောင်ရှောက်နဲ့ထားတဲ့ဥယျာဉ်ခြံကြီးတွေကိုပြောတယ်အဲ့ဒီဘယင်ပိုင်တဲ့ဥယျာဉ်ခြံကြီးတွေဆိုတာဆောင်းရှောက်မှုရှိသည့်အတွက်ကြောင့်နေရထိုင်ရအဆင်ပြေတယ်ပေါ့အဲ့ဒါကြောင့်မို့မင်းပိုင်တဲ့ဥယျာဉ်တွေကိုရောက်လာပြီးတော့ဆောင်းရသည်မှာဆောင်းခိုတဲ့အနေနဲ့အဲ့ဒီမှာနေကြတယ်တဲ့အဲ့တော့ဒီနေ့ကျတော့ဘယင်ကဘယင်ရဲ့ဥယျာဉ်မှုလုပ်တဲ့လူကဥယျာဉ်ထဲမှာထွက်တဲ့သစ်သီးဝလံပန်းမှန်တွေကိုဘယင်ထံလက်ဆောင်ပေးဖို့ယူသွားရင်ဘယင်ကြီးစီသွားခါစားတဲ့အခါမှာဥယျာဉ်မှုကိုဘယင်ကပြောလိုက်တယ်ငါတို့ဥယျာဉ်စားကိုဥယျာဉ်ကိုပျော်ပွဲစားထွက်ကြမယ်ဥယျာဏခိရိတံကိလေသာမဆိုနန်းတော်ထဲမှာဒီတိုင်းပဲနေရတာလူဆိုတာအဆောက်အဦကြီးထဲမှာအကြာကြီးနေရရင်ညှိဝိတ်လာတယ်ပေါ့ဒါကြောင့်မို့တောထဲမှာထွက်မယ်ဥယျာဉ်ဆိုတဲ့တောထဲမှာငှက်တွေရှိတယ်တိရစ္ဆာန်တွေရှိတယ်သဘာဝတောတောင်တွေဖန်တီးထားတာတွေရှိတယ်အလှဆင်ထားတဲ့ဥယျာဉ်မဟုတ်ဘူးဒါတွေကဥယျာဉ်ဆိုလို့ရှိရင်တော့ပြုပြင်ပြီးတော့အလှဆင်ထားတာမဟုတ်ဘဲနဲ့ခြံကြီးတွေလို့ပြောခြင်းပြောလို့ရမှာနော်တောအုပ်ကြီးတွေပေါ့ဘယင်တွေစောင်းရှောက်ထားတဲ့တောအုပ်ကြီးတွေသဘာဝတောအုပ်ကြီးတွေအဲ့တောအုပ်မှာငှက်တွေလည်းရှိကြတယ်သားသမီးတွေလည်းရှိကြတယ်ရေအိုင်တွေလည်းရှိတယ်ပန်းမျိုးစုံတွေလည်းရှိတယ်အဲ့ဒီဥယျာဉ်ဘက်ကိုဘယင်ကြီးကထွက်လာဥယျာဉ်ပျော်ပွဲစွာထက်မယ်လို့သူ့ကိုမှားလိုက်တော့ဥယျာဉ်ဘက်ကိုရောက်လာအဲ့ဒီမှာဘယင်လာတော့မယ်ဆိုရင် तू ကဥယျာဉ်ထဲမှာတန်ရှင်းလို့ရတယ်လုံညုံရေးတွေစီမံရတယ်ဘယင်သွားမဲ့နေရာတွေအကုန်လုံးဥယျာဉ်မှုဆိုတာတကယ်ကတော့အဲ့ဒီဥယျာဉ်လုံညုံရေးဆွမ်းရှောက်ရတဲ့ပုဂ္ဂိုလ်တွေပေါ့ तू ကတော့ခေါင်းဆောင်ပေါ့အဲ့ဒီဥယျာဉ်မှုဆိုတဲ့ပုဂ္ဂိုလ်ကဘယင်လာလို့ရှိရင်အဆင်ပြေဖို့အတွက်အလုံးပြင်ဆင်ထားတယ်အနေကဲမှုအတွက်အလုံးပြင်ဆင်ထားတော့ဘယင်ကြီးကအဲ့ဒီဥယျာဉ်ကိုနောက်လိုက်နောက်ပါအချမ်းရံများစွာနဲ့ဥယျာဉ်ကိုပျော်ပွဲစားထွက်လာတယ်ပေါ့အဲ့ဒီအချိန်မှာခုနကယသိနှစ်ဦးဘောဓိကုမာရယသိနဲ့လူဘွားကဇနီးဖြစ်တဲ့ယသိမတို့ဟာဥယျာဉ်ထဲမှာသူတို့လဲအေးချမ်းချမ်း
တဲကြောင်းလေးတွေနဲ့ဆောက်လုပ်ပြီးတော့နေထိုင်ကြတယ်အဲ့လိုနေတာကိုဘုရင်ကြီးကဥယျာဉ်ထဲမှာသူလှက်ပတ်ကြည့်ရင်ကနေပြီးတော့ရသေးเจ้าနေဘက်ကိုရောက်သွားတယ်ရသေးနှစ်ဦးဟာတဲเจ้าလေးတွေနဲ့တဲเจ้าဆိုတာတော့နေဖြစ်ုံလေးဆောက်ထားတဲ့ဟာတွေဖြစ်ပါလေနော်ကာယံအိန္ဒိယမှာဆိုတော့တဲပုတ်ကလေးတွေနဲ့နေတဲ့လူတွေအများကြီးရှိတယ်သူတို့လည်းနေဖြစ်ုံအမိုးကာလေးနဲ့ဆောက်ထားတာလေတန်တန်ပြတ်ပြတ်နဲ့လှဲကျင်းပြီးတော့တစ်ပြည့်နီးမှာတဲလေးနှလုံးနဲ့နေထိုင်တဲ့ရသေးတွေကိုဘုရင်ကြီးကဥယျာဉ်နဲ့လှက်ပတ်ရင်ကြည့်တော့အကြည့်တော့ဒီဥယျာဉ်ထဲမှာနေတဲ့ရသေးမလေးကအသက်အရွယ်ကလည်းဒီလောက်အကြီးအရွယ်ရှိသေးတယ်ပေါ့နော်အရွယ်ရှိသေးတယ်ပင်ကိုယ်ကလည်းပဲရုပ်ဆင်းကအမတမလှပတယ်သူပြမပြေကလာတာဆိုရုပ်ကလည်းတန့်တယ်လှလည်းလှတယ်ရသေးဝလေးနဲ့ဆိုပို့ပြီးတော့ကြည့်ကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဘုရင်ကြီးကသူ့လည်းတွေးလိုက်ရောဘုရင်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကစိတ်ကိုလွတ်ထားတဲ့ပုဂ္ဂိုလ်တွေလေစိတ်ကိုလွတ်ထားတာလိုချင်စရာရှိရင်လည်းလိုချင်တယ်စိတ်ဆိုးစရာရှိရင်လည်းစိတ်ဆိုးတယ်မာနတွေကြီးတယ်တော့ဘုရင်ဆိုတဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုထိန်းချုပ်မှုမရှိကြမရှိတော့သူစိတ်แท้ထင်တာလုပ်တဲ့သူတွေပေါ့သူ့ကိုအုပ်ချုပ်မဲ့လူမရှိတော့အဲ့တော့ရသေးမလေးကိုမြင်တဲ့အခါမှာရသေးမကိုမျက်စိကျတယ်ပေါ့နော်မျက်စိကျတော့သူ့အဖော်ရသေးရှိကိုသွားတယ်သွားပြီးတော့ဒီရသေးမကိုရောနဲ့ဘာတော်လုံးလို့သွားမေးတာကိုရောနဲ့ဘာတော်လုံးဆိုအဲ့တော့ဖះလောင်းရသေးကပြောပြတယ်အခုဘာမှမတော်ပါဘူးတဲ့သူနဲ့ဘာမှမတော်ပါဘူးဒါပေမဲ့သူတို့တူတူရသေးဝတ်လာခဲ့ကြတာပါတဲ့တရားကျင့်မော်ကျင့်ဘက်ပါတဲ့ဒါပေမဲ့လို့တော့လူဘဝတုန်းကတော့သူ့ရဲ့စနီးပါလို့ပြောတယ်ဒါအမှန်တိုင်းဖွင့်ပြောတာပေါ့နော်အဲ့လိုပြောတဲ့အခါမှာဘုရင်ကြီးကဘာမှမတော်ဘူးဆိုတာလေးပဲသူကစိတ်ထဲမှာမှတ်ထားတယ်ရသေးကလည်းအခုချိန်မှာဘာမှမတော်တော့လူဘဝတုန်းကသာမိဘပေးစားထားတဲ့ဇနီးတဲ့ဆိုတာကိုပြောတာဘာမှမတော်ဘူးဆိုတော့သူကအဲ့ဒီရသေးမလေးကိုမိဖုရားမြောက်ခြင်းတယ်ပေါ့လေအတင်းမိဖုရားမြောက်ဖို့ကြိုးစားလာဒါလောကကြီးမှာဖြစ်နေဖြစ်တာရှိတဲ့ကိစ္စတွေပါဒါအထူးဆန်းတော့မဟုတ်အဲ့တော့မိဖုရားကိုတင်းကျပ်ခေါ်သွားဖို့ဒီမိဖုရားအဖြစ်တင်မြောက်ဖို့ဒီရသေးမလေးကိုအတင်းကျပ်ခေါ်သွားမယ်ဆိုရင်ရသေးရဲ့စိတ်ကိုစမ်းကြည့်တာကိုရောနဲ့ဘာမှမတော်ဘူးအခုဘာမှမတော်ဘူးဆိုလို့ရှိရင်သူ့ကိုနန်းတော့ခေါ်သွားမယ်နန်းတော့ခေါ်သွားမယ်ဆိုလို့ရှိရင်ဘာများလှုပ်မလဲစူးစမ်းကြည့်အောင်မယ်ဆိုပြီးတော့ဘုရင်ကြီးကသူ့ကိုပြောတာယောတိဣမံဝိတလက်ခိပိယံတံမိတဘာတိနေအဲ့တော့ယသိမလေးကအတော်ချောတာချောတော့သူ့ရဲ့မျက်လုံးလေးကလည်းမျက်လုံးပြူးပြူးပေါ့ပြူးပြူးဆိုတာမျက်လုံးကျဲတယ်မျက်စိမေးမေးမဟုတ်ဘူးမျက်လုံးကျဲကျဲမျက်လုံးကျဲကျဲနဲ့တောက်ပသောမျက်လုံးရှိတယ်ပိယံတံမိတဘာတိနေစကားပြောလို့ရှိရင်လည်းချစ်ခင်ပွဲရာတူတူတက်တာပြောတတ်တယ်တန်ချိုချိုမြတ်မြတ်နဲ့ပြောတတ်တယ်ပေါ့အဲ့ဒီလိုယသိမရဲ့ပုံမှန်တရံကိုကြည့်ပြီးတော့မျက်လုံးကျဲကျဲတူတူရဲပြီးတော့ပြောတတ်တဲ့ဟောဒီယသိမလေးကိုအတင်းကျပ်
ခေါ်သွားမယ်ဆိုရင်ကိုတော့ဘာလုပ်မလဲအတင်းခေါ်မယ်တဲ့ဘာလုပ်မလဲလို့ဆိုအဲ့ဒီမှာဘောရိကုမာရယတိကဘာပြန်ပြောတော့ဆိုဥပ္ပိစေမေနတ်မုတ်စေရတယ်ငါရင်ထဲမှာတော့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့လို့ငါဒေါသကိုထိန်းချုပ်မယ်ဥပ္ပိစေမေနတ်မုတ်စေရတယ်ရှင်ထဲကမကြည်နှက်တဲ့ဒေါသတော့ဖြစ်မယ်မတရားဘူးမတရားလုပ်တာမကြိုက်လို့မကြိုက်တဲ့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့ဖြစ်လာတဲ့ဒေါသကိုထုတ်မပြောဘူးနမေမုံစေရစီဝတော့ငါအသက်ရှင်နေသမျှကာလပတ်လို့ငါဒေါသဖြစ်တာကိုဘယ်တော့မှမသိစေရအောင်ရဇံဝဝိပုလာဟုတ်တိခိပ္ပမေဝနိဝရေတပေါင်းတစ်ခုမှာဖုန်နေဟာလွင့်တက်ပြီးကောင်းကင်ကြီးတစ်ခုလုံးခမိုင်းမိုင်းဖြစ်နေတတ်တယ်ပေါ့အညာဒေသမှာဆိုရင်ကြည့်လိုက်မိုးမရွာမချင်းတပေါင်းတစ်ခုကဆုံဆိုတဲ့အချိန်လေးမှာကောင်းကင်များမြူပုံတွေဆိုင်းနေတတ်တယ်ပေါ့အဲ့ဒီမှာမိုးကြီးရွာချလိုက်လို့ရှိရင်အဲ့ဒီမြူတွေကပျောက်သွားတယ်ကောင်းကင်ကြီးကကြည်သွားတယ်အဲ့ဒါလိုပဲတဲ့သူ့ရင်ထဲမှာဖြစ်လာတဲ့ဒေါသကိုသူထိန်းချုပ်ပြီးတော့ဖယ်ရှားပြစ်မှာပါလို့ရှင်တွေကဒေါသဖြစ်လာမဲ့ဆိုရင်ဘယ်တော့မှအပြင်ကိုမထွက်စေရဘူးနော်ငါအသက်ရှင်သမျှကာလပတ်လုံးငါဒေါသအပြင်ကိုမထွက်စေရဘူးရင်ထဲမှာဒေါသမဖြစ်ဘူးလို့တော့မပြောဘူးသူဖြစ်မယ်အေးမိုးကြီးရွာချလိုက်တဲ့အခါမှာလွင့်နေတဲ့မြူမုံတွေပျောက်ကွယ်သွားသလိုပဲငါရင်ထဲမှာဖြစ်လာတဲ့ဒေါသဟာမိုးရွာချလိုက်သလိုပျောက်ကွယ်သွားမှာပဲဖြစ်တယ်လို့ယသိကအဲ့လိုပြောပြီးတော့သူကရဲရဲဝံ့အဲ့လိုဘယင်ကိုပြန်ပြီးတော့ပြောလိုက်တဲ့အခါမှာဒီလိုယသိကပြောတာကိုဘယင်ကြီးကနားလဲဖို့တော့ကောင်းတယ်ပေါ့သို့တော့နားမလဲဘူးသူ့ရင်ထဲကဒီယသိမအပေါ်မှာဆွဲလန်းနေတဲ့စိတ်ကြောင့်မို့လို့သူ့စိတ်ကိုသူမတားမြင်နိုင်တဲ့အခါအမတ်တယောက်ကိုမိတ်ပေးလိုက်တယ်ဒီယသိမကိုနန်းတော့ခေါ်သွားလိုက်ဆိုပြီးတော့အတင်းဆွဲခေါ်ခိုင်းနော်အဲ့တော့ယသိမလေးအတင်းဆွဲပြီးတော့ခေါ်သွားကြတယ်နန်းတော့ခေါ်သွားတယ်အဲ့တော့ယသိမအဓမ္မောလောကေဝတ္တတိအာယုတံသူဘာပြောတော့ဆိုအေးလောကကြီးမှာမတရားမှုတွေတော့ဖြစ်နေပြီမလုံးတဲ့အလုပ်တွေလုပ်နေကြပြီလို့ဆိုပြီးအော်ဟဲ့ငိုကြွေးတယ်သူကနော်ငိုရုံပဲသူငိုနိုင်တယ်ပေါ့မတရားဘူးဆိုတာတော့ပဲပြောပြီးတော့အဲ့ဒါလို့မင်းမှုရန်တွေကနန်းတော်ထီအောင်သူ့ကိုခေါ်သွားကြတယ်ဖះလောင်းကတော့အဲ့ဒီအချိန်မှာသူကဘောဓိကုမာရယသိကတော့ခေါ်သွားတဲ့အခါမှာတစ်ချက်ပဲလှမ်းကြည့်လိုက်ပြီးနောက်ထပ်ငုံပြီးတော့သူသင်္ကန်းပဲသူချုပ်နေတယ်ယသိဝတ်စုံကိုချုပ်နေတယ်အဲ့နဲ့ချုပ်ရတယ်ပေါ့သူတို့နောက်ထပ်မကြည့်တော့သူတို့ခေါ်သွားတာကိုသူကဘာမှဝင်မပြောဘူးဒီတိုင်းပဲနေလိုက်တယ်ဘုရင်ကလည်းပဲအဲ့ဒီနန်းတော်ကိုအတင်းကျပ်ခေါ်ခိုင်းသွားပြီးတော့အခန်းတစ်ခန်းထဲမှာလှောင်ထားလိုက်တယ်လှောင်ထားပြီးတော့အမျိုးမျိုးဖြာရောင်သေးဆောင်တယ်ပေါ့မိဖုရားမြောက်မဲ့အကြောင်းတွေပြောတဲ့အခါမှာယသိမလုံးဝလက်မခံဘူးယသိမရဲ့စိတ်ပြောင်းလဲအောင်သူမတတ်နိုင်တော့ယသိဒီအခန်းတစ်ခန်းထဲမှာလှောင်ပိတ်ထားပြီးတော့ဘုရင်ကြီးကငါဆွဲခေါ်လာတဲ့အခါဟိုကြံရတဲ့ယသိကဘယ်လိုနေသလဲဆိုတာကိုသူသိချင်တယ်အတင်းကျပ်ခေါ်လာတော့ဟိုယသိကဘယ်လိုများနေမလဲယသိဆိုတာသူတို့ခေတ်ကကြောက်ရတာလည်းရှိတယ်ပေါ့ယသိတွေကိုပြစ်မှားလို့တိုင်းပြည်ပြတ်သွားတာတွေရှိတယ်ယသိတွေရဲ့မန္တန်စွမ်းကိုနဲ့ဒုက္ခရောက်သွားကြတာတွေရှိတယ်သူတို့မှလည်းဇလန်းတွေအများကြီးရှိတယ်ပေါ့အခုလည်းသူယသိကိုတင်းကျပ်ခေါ်သွားတာဖြစ်တော့ဟ
ဟိုရသေးကများမန္တန်ဆုပ်ပြီးတော့သူသေအောင်များလုံးမလားလို့တန်တရားဖြစ်လာတယ်ဒါကြောင့်မို့ငါသွားကြည့်မယ်ဆိုပြီးအချမ်းရနဲနဲနဲ့ဥယျာဉ်ကိုပြန်သွားတယ်ပြန်သွားတော့ဘောဓိကုမာရမင်းသားယသိကသူ့ဝိုးကိုသူချုပ်ပြီးတော့နေတယ်တယောက်တည်းပဲတိတ်တိတ်ဆိတ်ဆိတ်ချုပ်ပြီးတော့နေတယ်ဘုရင်ကြီးကလည်းအချမ်းရနဲနဲနဲ့လူနဲနဲနဲ့သွားတာသွားပြီးတော့ခြေသံမပေးဘဲနဲ့ခြေသံမကြားအောင်ဖြည်းဖြည်းလေးချင်းကပ်သွားပြီးအဲ့လိုအနိနာရောက်သွားတော့မှပဲဘောဓိကုမာရယသိကဘုရင်ကြီးကိုလုံးဝမကြည့်ဘူးသူသင်္ကန်းမဲ့သူချုပ်နေအနာနာရောက်လာတဲ့ယသိဟိုတဲ့ဘုရင်ကိုလုံးဝမကြည့်ဘူးမကြည့်တဲ့အခါကျတော့ဘုရင်ကငါ့ကိုစိတ်ဆိုးလို့ငါနဲ့စကားမပြောတာဖြစ်လိမ့်မယ်ငါ့ကိုမကြည့်တာဖြစ်လိမ့်မယ်ဆိုပြီးတော့သူပြောတော့ကတော့ရှင်ထဲမှာဒေါသဖြစ်ရင်ဒေါသဖြစ်ခွင့်မပေးဘူးချက်ချင်းရှင်ထဲကနေပြီးတော့ထိန်းချုပ်ပြစ်မယ်လို့ငါ့ကိုသူပြောခဲ့တယ်အဲ့ဒါကြွားပြောတာဖြစ်နိုင်တယ်ပေါ့သူတကယ်ပဲသူဒေါသကိုသူထိန်းချုပ်နိုင်သလားဆိုတာဘုရင်ကြီးကမေးတယ်သူ့ကိုယသိကိုတက်ရိုက်မေးတော့ရှံနုပုပ်ပြီးဝိကတ်ထိတ်တော်ပလံမိဝအပတိတော်ကိုရောကရခင်တော်ကဒေါသကိုလုံးဝထိန်းချုပ်မယ်လို့ကိုရောပြောခဲ့တယ်တကယ်ကိုအင်အားပေါ်မှာအမိပြုပြီးတော့ကိုရောထိန်းချုပ်တယ်လို့ပြောတယ်အခုကျတော့ကိုရောတိတ်တိတ်လေးနေပြီးတော့သင်္ကန်းချုပ်နေတယ်ကိုယ်စိတ်ကိုမထိန်းနိုင်လို့ဒီလိုလုံနေတာလားလို့ဘုရင်ကြီးကပြောတဲ့အခါမှာဘောဓိကုမာရယသိကဒီဘုရင်ကငါ့ကိုဒေါသကြောင့်သူနဲ့စကားမပြောဘူးလို့ထင်နေတယ်ငါအခုသူ့ကိုရှင်းပြမယ်ငါဟာအမျက်ဒေါသရဲ့အလိုကိုဘယ်တော့မှမလိုက်လျောဘူးဖြစ်ပေါ်လာတဲ့အမျက်ဒေါသကိုငါဟာထိန်းချုပ်နိုင်တယ်ဆိုတာကိုငါပွင့်ပွင့်လင်းလင်းသူ့ကိုပြောပြမယ်ဆိုပြီးဥပ္ပစ္စည်းမေနမုတ်စိတ်ထားရှင်မင်းကြီးကျွန်ုပ်ရဲ့နဲ့မှာအမျက်ဒေါသမဖြစ်တာမဟုတ်ဘူးဖြစ်တယ်ဒါပေမဲ့လို့ကျွန်ုပ်လုံးဝထိန်းချုပ်တာနမေမုတ်စိတ်ဓစီဝတော့အသက်ရှင်ရဲ့ဒီဒေါသအပြင်ထွက်လာမှာမဟုတ်ဘူးရဇံဝဝိပုလာဝဋ္ဌိခိပ္ပမေဝနိဝရေလွင့်ပြန်နေတဲ့မြူမုံတွေကိုမိုးရွာချလိုက်တဲ့အခါချက်ချင်းကြီးမြူမုံတွေပျောက်ကွယ်သွားသလိုငါရင်ထဲမှာဖြစ်လာတဲ့ဒေါသတွေကိုငါချက်ချင်းကြီးနှိပ်ကွက်ထိန်းချုပ်လိုက်လို့ငါရင်ထဲမှာဒေါသမဖြစ်တော့ဘူးလို့ပြောတဲ့အခါမှာဘုရင်ကြီးကအခုလိုပြောတာဒီပဲလေသူဟာမန္တန်ရွတ်ပြီးတော့မြငါ့ကိုလှည့်စားမလို့လားလို့စိတ်ထဲကမဟုတ်တာလုပ်တဲ့လူကကြမ်းကြမ်းဖန်ဖန်ကြောက်တာပဲလေဒါကိုကမဟုတ်တာလုပ်တာကိုမဟုတ်တာလုပ်တော့ငါများချိန်ဆတာလားနော်သူကရဇံဝဝိပုလဝဋ္ဌိခိပ္ပမေဝနိဝရေမြူမုံကြီးကိုမိုးကြီးရွာချလိုက်ပြီးထိန်းချုပ်လိုက်တယ်လို့ငါထိန်းချုပ်လိုက်တယ်လို့ဆိုတာငါများချိန်ဆတာလားလို့စိတ်ထဲကအဲ့လိုထင်တော့ယသိကိုပွင့်ပွင့်လင်းလင်းမေးတယ်ကိန်းတေဥပ္ပစ္စည်းနောမုတ်စီကိုရောရင်ထဲမှာဘာဖြစ်ပြီးတော့ဘာကိုမဖွင့်ပြတာလဲမထုတ်လွှင့်တာလဲကိန်းတေနမုတ်စီဇီဝတော့အသက်ရှင်ရဲ့အပြင်ကိုမလှုပ်ဘူးဆိုတာဘာကိုပြောတာလဲရဇံဝဝိပုလဝဋ္ဌိကတမန္တနိဝရယေမိုးကြီးရွာချပြီးတော့မြူမုံတွေကိုထိန်းချုပ်တယ်မိုးကြီးနဲ့ထိန်းချုပ်တယ်ဆိုတာကိုရောဘာကိုထိန်းချုပ်တာတော့လို့ကိုရောဘာဖြစ်ပြီးတော့အပြင်ကိုမထွက်အောင်လုပ်တာလဲအသက်ရှင်သမျှမလွတ်ဘူးဆိုတာဘာလဲမိုးရွာချလို့ပျောက်ကွယ်သွားအောင်ဖယ်ရှားလိုက်တယ်ဆိုတာဘာကိုပြောတာလဲလို့
ဒီမေးခွန်းကိုဘုရင်ကနေမေးတော့ဒီရင်ထဲမှာဖြစ်ပေါ်လာတဲ့အမျက်ဒေါသရဲ့အပြစ်တွေရင်ထဲမှာကိုယ်ရင်ထဲမှာဖြစ်လာပြီဆိုရင်ဘလို့အပြစ်တွေရှိတယ်အဲ့ဒီရင်ထဲကဒေါသတွေကိုဘလို့တားဆီးတယ်ဆိုတာကိုအမျက်ဒေါသကိုထိန်းချုပ်တဲ့ဤစနစ်ကိုသူ့ရင်ထဲမှာဖြစ်နေတဲ့ဒေါသဘလို့ထိန်းချုပ်တယ်ဆိုတာကိုဘုရင်ကြီးနားလဲအောင်အဲ့ဒီဘောဓိကုမာရယသိကတရားဟောတယ်အဲ့ကြတာရှင်းပြတယ်ပေါ့ယမိစာတေနပတတိရှင်ထဲမှာဒေါသဖြစ်လာပြီဆိုရင်အကောင်းဆုံးအကြောင်းကျိုးလုံးဝမမြင်တော့ဘူးလူတယောက်ဒေါသဖြစ်လာလို့ရှိရင်အကျိုးအကြောင်းလုံးဝမသိတော့တာအကောင်းဆုံးလုံးဝမသိတော့ဘူးဒေါသဖြစ်လာလို့ရှိရင်အမေလည်းပြန်ပြောခြင်းပြောမယ်အဖေလည်းပြန်ပြောခြင်းပြောမယ်နော်ရှင်တွေကဒေါသဖြစ်လာလို့မထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အကောင်းဆုံးလည်းမသိတော့မမြင်တော့အသိပညာပျောက်ကွယ်သွားတယ်အဲ့ချိန်အဇာတိတာထုပတ္တိဒေါသမဖြစ်ဘူးဆိုရင်မြင်နိုင်တဲ့အရာတွေကိုဒေါသဖြစ်လာပြီဆိုရင်လုံးဝမမြင်တော့ဘူးတဲ့သောမေဥပ္ပစီနောမုတ်စီတဲ့သူကလျှို့ဝှက်တဲ့စကားမျိုးနဲ့ပြောလိုက်တာပေါ့လေဒါမျိုးရင်ထဲမှာဖြစ်လာလို့ရှိရင်အကောင်အကျိုးဆောအကျိုးအကြောင်းဆိုးကောင်းကိုမတွေ့ဘူးတဲ့မမြင်မှသာမဖြစ်မှသာတွေ့တယ်အဲ့ဒီလိုရင်ထဲမှာအကြောင်းအကျိုးကောင်းဆိုးမသိနိုင်တဲ့ရှင်ထဲကအမျက်ဒေါသမျိုးဖြစ်လာတာကိုဘယ်တော့မှအပြင်ကိုလူသိအောင်ကိုယ်ဒေါသကိုထုတ်မှာမဟုတ်ဘူးတဲ့ကောတော်ဒုံမေဒဂောစရောအမျက်ဒေါသဆိုတာအသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်ရဲ့အလေးအထားတစ်ခုသာဖြစ်တယ်ဒါမှတ်သားစရာပေါ့နော်သူဖြစ်လာလို့ရှိရင်ကောင်းတဲ့အကောင်းဆုံးမမြင်တော့ဘူးအဲ့ဒီအကောင်းဆုံးကိုမမြင်နိုင်တဲ့အမျက်ဒေါသမျိုးကိုသူ့ရင်ထဲကဖြစ်လာအောင်တော့ထိန်းချုပ်မယ်အဲ့ဒီကောရဆိုတဲ့အမျက်ဒေါသဟာအသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ရဲ့လုံးလိလှုပ်ထားရှိတဲ့အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကသာမထိန်းချုပ်ဘဲနဲ့ထားလိုက်ထားတဲ့အရာမျိုးသာဖြစ်တယ်လို့သူထိန်းချုပ်တာတခြားမှမဟုတ်ဘူးသူ့ရင်ထဲကဒေါသကိုထိန်းချုပ်တာလို့သူပြောတာရှေနသတေနနန္ဒာတိအမိတ္တာဒုက္ခမေတိနောအဲ့ဒီအမျက်ဒေါသဆိုတဲ့သဘာဝတရားဟာတဲ့ကိုယ့်ရဲ့ဒုက္ခရောက်မှုကိုလိုချင်နေကြတဲ့ရန်သူတွေကတော့ဒီလူတွေဒီအမျက်ဒေါသကြောင့်လူတွေဟာဒုက္ခရောက်ကြတာ။အဲ့ဒီလိုဒုက္ခရောက်ကြောင်းဖြစ်တဲ့ဒေါသမျိုးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ရန်သူတွေကသဘောကျတယ်တဲ့။ရန်သူရဲ့အကြိုက်ဖြစ်တယ်လို့ပြောတာ။လူတယောက်ဒေါသဖြစ်ပြီးမရှူနိုင်မကယ်နိုင်ဖြစ်နေရန်သူကကြိုက်တယ်။သူစိတ်ဆိုးပြီးတော့ပျက်စီးသွားတာကိုရန်သူကကြိုက်တယ်။အဲ့လိုဆိုလိုတာ။အဲ့တော့ရန်သူရဲ့အကြိုက်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဟာရုပ်ပျက်ဆင်းရဲဖြစ်တယ်ဒေါသဖြစ်ပြီးဆိုရုပ်ပျက်ဆင်းရဲဆိုတာဘာပြောတာတုံးဆိုကိုယ်ရင်ထဲဒေါသကိုမထိန်နိုင်လို့ရှိရင်လူတယောက်ဟာမျက်နှာကြီးနီးရဲမျက်ထောက်ကြီးနီးရဲပြီးတော့သူများကိုဆဲဖို့ဆိုဖို့ခုံမှုပေါက်ဖို့တွေဖြစ်လာနောက်ဆုံးကျအတန်တော်မထွက်နိုင်အောင်ဖြစ်လာဒေါသကြီးလာပြီဆိုရင်အတန်တော်မထွက်နိုင်ရုပ်ပြဆင်းရဲတွေအကုန်ဖြစ်လာတယ်အဲ့ဒီလိုသူရုပ်ပြဆင်းရဲဖြစ်နေတာကိုကိုယ့်ရဲ့ဒုက္ခကိုမြင်ကျင်တဲ့မိတ်ရန်သူတွေကတော့သဘောကျတယ်သဘောကျတယ်ရုပ်ပြဆင်းရဲဖြစ်သွားတာကိုသဘောကျတယ်သောမေဥပ္ပစီနောမုတ်စီကောရောဒုံမေရခောစရောအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေသာဖြစ်လိဖြစ်တာရှိတဲ့ဒီဒေါသသူ့ရင်ထဲမှာဖြစ်လာရင်သူကထိန်းချုပ်မယ်လုံးဝထိန်းချုပ်စီ
လုံးဝတားမြစ်မယ်ပေါ့ဒီဟာတွေနဲ့ဆိုလိုတဲ့သူဆိုလိုတာကဘာကိုပြောလို့တာလဲဆိုရန်သူအကြိုက်ဒုက္ခရောက်စေတဲ့ဒေါသမျိုးငါလည်းမခံငါရဲ့နေမှာဖြစ်เสียအောင်ငါထိန်းချုပ်မယ်ဟောဒီလိုပြောချင်တာပေါ့နော်ရန်သူအကြိုက်ဒုက္ခရောက်စေနိုင်တဲ့ဒေါသငါရဲ့နေမှာဖြစ်မခံဘူးတဲ့ယတပိစစာယမဏံပိတတ္ထနာဝဘုစတိလောကမှာဒေါသဆိုတဲ့တရားဖြစ်လာလို့ရှိရင်ကိုကျိုးစီးပွားကိုလည်းနားမလဲတော့အဲ့ဒါလို့ကိုကျိုးစီးပွားတောင်မှမသိနိုင်အောင်လွှမ်းမိုးကြီးစိုးပြီးတော့ကိုယ်ဒုက္ခပေးရတဲ့ဒေါသမျိုးကိုယ့်ရဲ့နေမှာဖြစ်လာလို့ရှိရင်လုံးဝတက်ခံပြီးတော့ထားမှာမဟုတ်ဘူးတဲ့ချက်ချင်းနှိပ်ကွက်ပြီးတော့တားဆီးပြမှာဖြစ်တယ်ဒါဒေါသရဲ့အပြစ်တွေကိုပြောနေတာတော့ရှင်တွေကအမျက်ဒေါသတွေဟာကိုယ်ပြန်ပြီးတော့ဒုက္ခပေးမှာဖြစ်တယ်ရှင်နာဘိဗုဒ္ဓကုသလံဇာတိဒေါသလွန်မှုခံရလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းတွေကပျောက်သွားတယ်ဘယ်သူပဲဖြစ်ဖြစ်ဒေါသလွန်မှုခံတဲ့စိတ်မှာကုသိုလ်ဆိုတာမဖြစ်တော့ဒေါသဖြစ်နေရင်ကုသိုလ်ဆိုတာမဖြစ်တော့အကုသိုလ်စိတ်တွေပဲဖြစ်လာတယ်ပရကမေဝိပုလ္လစာပိအတ္တဘလောက်ချီးမားတဲ့အကျိုးစီးပွားပဲဖြစ်စေဒေါသဖြစ်လာလို့ရှိရင်ဆုံးရှုံးသွားတယ်တော့အကောင်းပြောလို့လည်းမရအဲ့ဒီချိန်ကျတော့လာမပြောနဲ့ဘယ်သူပြောရမှလည်းမခံဒေါသချီးနေလို့ရှိရင်အကျိုးစီးပွားတွေအကုန်လုံးဆွဲသွားနိုင်တယ်တဲ့သဘိမတေနောဘလဝပမတ္တိကြောက်เสียကောင်းတော့အောင်ဒီဒေါသတစ်ခုဖြစ်လာလို့ရှိရင်ဖြစ်ပေါ်လာတဲ့အစွဲပွားတွေကကြောက်เสียကောင်းတော့တဲ့အနေထားစိတ်တိဘိုးပွားတွေလို့ဖြစ်လာတယ်ဘာတွေတုံးဆိုရင်ဒေါသဖြစ်လာလို့ရှိရင်မပြောသင့်တဲ့စကားတွေလည်းပြောမယ်မပြောရဲတဲ့စကားဆိုတာလည်းမရှိဘူးမလုပ်ရဲတာဆိုတာလည်းမရှိဘူးအကုန်လုံးပြောရဲတယ်အကုန်လုံးလုပ်ရဲတယ်နော်အရှက်ဆိုတာလည်းလုံးဝမရှိတော့အဲ့လိုဆိုလို့အဲ့ဒါကိုပြောတာဘိမသေနောဘလဝပမတ္တိသူကအင်အားကောင်းလာတဲ့အခါမှာလူစိတ်ကိုလွှမ်းမိုးထားပြီးတော့ဘာမှမပြောရဲတာမရှိဘူးမလုပ်ရဲတာမရှိဘူးဆိုဖြစ်လာတယ်ဒေါသရဲ့သဘောတရားကနော်ကောရောမဟာရာဇနမေအပုစထအဲ့ဒီယင်တဲ့ဒေါသကိုဘယ်တော့မှအပြင်ကိုထုတ်ပြမှာမဟုတ်ဘူးလို့ဆိုလို့သူ့ယင်ထဲမှာပဲငြိမ်းအောင်လုပ်မယ်အပြင်ကိုထွက်စေမှာမဟုတ်ဘူးလွတ်ပေးမှာမဟုတ်ဘူးလို့ပြောကိုဒေါသကိုအပြင်ထွက်လွတ်ပေးလို့ရှိရင်လူသိသွားတယ်လေနော်စိတ်ဆိုးတာလူသိသွားအပြင်ထုတ်ပြရင်စိတ်ဆိုးတာလူသိတယ်အဲ့ဒီလူသိတောင်မခံဘူးလို့ဆိုလို့ဒေါသဆိုတာသူကအစင်းစင်တက်လာပထမဆုံးဒေါသဖြစ်လာပြီဆိုရင်မျက်နှာကြောတင်းသွားတယ်မျက်နှာကြောတင်းသွားတယ်ဒါပထမအဲ့ဒီအချိန်လေးမှာမထိန်နိုင်လို့ရှိရင်ပါးစပ်ကလှုပ်လို့ဖြစ်လာမထိန်နိုင်ဘူးဆိုရင်ဆဲဖို့ပြင်လာကျန်တဲ့စကားပြောဖို့ဖြစ်လာတယ်အဲ့ဒီမှာမထိန်လိုက်ဘူးဆိုလို့ရှိရင်ရှိုက်ဖို့နှက်ဖို့ဖြစ်လာတယ်အဲ့ဒါကိုမထိန်နိုင်ဘူးဆိုရင်လက်နဲ့ကင်မဲ့အဆင့်ရောက်လာနောက်ဆုံးသူများမလုပ်ရဘူးဆိုရင်ကိုယ့်ကိုယ်တတ်သေးတယ်ဒေါသကအဆင့်လိုက်ပေါက်ကွဲလာတယ်ဆိုတဲ့သဘောတရားကိုပြောနော်အဆင့်လိုက်ပေါက်ကွဲလာတယ်ပထမအဲ့ဒီမျက်နှာကြောတင်းသွားတာကနေစလိုက်တာမထိန်ဘူးဆိုလို့ရှိရင်အဲ့ဒေါသဟာဆဲရည်ချင်းကနေပြီးစတင်ကြမ်းတမ်းလာပြီးတော့လက်ပါလာတယ်ဒုတ်ပါလာတယ်လက်နဲ့တွေပါလာတယ်အဲ့လိုဖြစ်လာတယ်အဲ့ဒါကိုဆိုလိုတယ်ကောရောမဟာရာဇနမေအမုစတာအဲ့လိုအပြစ်ကြီးလာတဲ့ဒေါသတရားကိုသူကထိမ့်ချုပ်မယ်ဘယ်တော့မှအပြင်ကိုမထွက်စေရဘူးဆိုပြီးတော့ဒီအမျက်ဒေါသရဲ့အပြစ်ကိုရှင်းရှင်းလေးပြောတာကထသမေမထမနတမေပါဝကောနာမသာယတိရှေးတော့ကမီးကဘယ်ကနေရလဲလို့ဆိုတော့တစ်သားနှစ်ချောင်းကိုပွက်ရတယ်မာဘေးဆိုတဲ့တစ်သားနှစ်ချောင်း6နေတဲ့တစ်သားနှစ်ချောင်းကိုနာနာဖိပွတ်တဲ့အခါပူးလာတယ်ပူးလိုက်ပြီးတော့မီးတောက်လာတယ်နော်တစ်သားနှစ်ချောင်းတောမီးလောင်နေဆိုတာအဲ့တစ်ပင်တွေကတစ်ပင်နဲ့တစ်ပင်လေတိုက်တဲ့အခါပွတ်တာ
ပုတ်တဲ့အခါမှာအဲ့ဒီပူးလာပြီးတော့မီးလောက်တာဘယ်သူမှသွားရှို့တာမဟုတ်ဘူးဟုတ်တောနဲ့ကြည်တွေမှာတော်မီးလောင်နေဆိုတာကဘာမှာအခုလူတွေသိနေကြတာပဲအဲ့ဒါမှထိန်းချုပ်ရခက်တယ်နော်လူပြေမှာဒီမျိုးရဲရွာတဲ့မီးလောင်တဲ့အခါကျတော့ရှို့မီးလည်းရှိကောင်းရှိနိုင်တယ်ရှို့တဲ့လူမရှိရင်ဝါရလျှော့ပေါ့ခဏခေတ်ကတော့ဘာလို့မီးလောင်တာလဲဝါရလျှော့ဖြစ်လို့ပဲနော်ဝါရလျှော့ဖြစ်ရင်လည်းဝါရကိုလောင်သွားမှာပဲတစ်သားနှစ်ချောင်းပုတ်လို့မီးဖြစ်လာလို့ရှိရင်လည်းအဲ့ဒီပုတ်လို့မီးထွက်လာလို့ရှိရင်အဲ့ဒီမီးကအဲ့တစ်သားနှစ်ချောင်းကိုပြန်လောင်ပြစ်တာပဲရှေးခေတ်ကမီးရဖို့အတွက်အခုလိုရမ်းနေပါလိမ့်မရှိသည့်အတွက်ကြောင့်တစ်သားနှစ်ချောင်းကိုပွတ်ရတယ်တောထဲမှာတဘာဝသစ်ပင်တွေကတစ်ခုနဲ့တစ်ခုအကိုင်းတွေရှက်ပြီးတော့နေတယ်လေအားတိုက်တဲ့အခါမှာလူပွတ်နေတယ်လို့ပဲတစ်ကိုင်းနှစ်ခုကကပ်ပြီးတော့ကြီးနဲ့ပွတ်နေတဲ့အခါတခုတ်ပင်ကမီးတကြီးဆိုတာခဏနေတော့မီးတောက်ပြီးတော်လုံးလောင်သွားတာပဲအဲ့ဒါလိုပဲလူတွေရဲ့ယင်ထဲမှာဖြစ်လာတဲ့ဒေါသတရားဟာတဲ့ကိုယ်ယင်ထဲမှာဖြစ်ရင်ကိုယ်အရင်ပြန်လောက်မှာပဲဒါဒေါသရဲ့အဖြစ်ကိုပြောပြနော်ကဋ္ဌသမိမထမနတမိတစ်သားနှစ်ချောင်းကိုပုတ်လိုက်လို့ရှင်ပါဝကောနာမသာယတိမီးဆိုတာဖြစ်လာတယ်တဲ့တမေဝကဋ္ဌံတဟတိယတမသောသာယတိခိနိအဲ့ဒီဖြစ်ပေါ်လာတဲ့မီးဟာတဲ့သူဖြစ်ရာထင်းချောင်းကိုပဲပြန်ပြီးတော့လောင်ပြစ်တယ်ကိုဖြစ်စည်းတာတွေကြတော့ခုခေတ်ပါသုံးလို့ဆိုရင်ပစိယိုးလို့သုံးရတယ်အဲ့ဒီသဘောပဲမီးကလည်းပဲတစ်သားကဖြစ်လာတဲ့မီးဒီတစ်သားကိုပဲပြန်လောင်တာဘာနဲ့ဥပမာတူလို့ဆိုတန်ကိုတန်ကြီးတက်လို့ရှင်တန်ကြီးကတန်ကိုပြန်စားတယ်နော်တန်ကြီးသည်တန်ကိုအမိပြုတ်ပြီးတော့တန်ချေးဆိုတာဖြစ်တယ်အဲ့ဒီတန်ကြီးသည်တန်ကိုပဲပြန်စားဖြစ်တယ်အဲ့လိုလိုပဲမီးကလည်းပဲသူထင်းကိုဆွဲပြီးလောင်းရင်အဲ့ဒီထင်းကိုပဲဖျက်ဆီးပြစ်တယ်ထို့တူပဲလူရဲ့တဏ္ဍာမှာဒေါသဖြစ်လို့ရှိရင်အဲ့ဒီဒေါသသည်လူကိုပဲပြန်လောင်ပြစ်တယ်လို့သူဆိုလို့တယ်ဒါဒေါသရဲ့အပြစ်တွေကိုသူကပြောပြတာနော်ယတမသောသာယတိခိနိဧဝံမန္တတပောတတဘာလတအဝိသနာတော်စဉ်းစားဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူတွေကသာရမ္မဆိုတာမင်းကဆဲရင်ငါရိုက်မယ်မင်းကတုံးနဲ့ရိုက်ရင်ငါဓာတ်နဲ့ခုတ်မယ်မင်းကဓာတ်နဲ့ခုတ်ရင်ငါတနတ်နဲ့ပြစ်မယ်ဆိုအဲ့ဒါသာရမ္မလို့ခေါ်တယ်သာရမ္မဆိုရင်မင်းကတစ်ချက်ခေါက်ရင်ငါနှစ်ချက်မင်းကတခွန်းပြောရင်ငါ10ခွန်းပြောမယ်ဆိုတယ်အဲ့ဒီလိုပို့ပြီးတော့လှုပ်လာတာကိုသာရမ္မလို့ခေါ်တယ်ဘာမှလို့ပြန်တဲ့အခါမှာချုပ်ချယ်ခြင်းလို့ပြန်ကြတာအမှန်ကတော့သာရမ္မဆိုတာနှစ်ဆတဲ့ပြုလုပ်ခြင်းလို့ဆိုလို့တယ်ပေါ့နော်ဒေါသဖြစ်လာတဲ့လူကနှစ်ဆတဲ့ပြုလုပ်လာသူကဒုံနဲ့ရရင်ကိုကဓာတ်နဲ့ပြန်ခုံးမယ်ဆွဲဟာမျိုးတော့အဲ့ဒီသာရမ္မဒေါသဖြစ်လာလို့ရှင်အဲ့ဒီသာရမ္မဖြစ်လာတဲ့ဒေါသဟာကိုပဲပြန်ပြီးတော့လောင်းနေတဲ့အကိဝတိနာကဋ္ဌသမိန်ကောရောယတပဝတ္တိနိဟတိတတယသောကာလပခေဝသန္တိမာမြတ်တော်ကိုလောင်တဲ့မီးဟာမြတ်တော်ကိုဖျက်ဆီးသွားတယ်ထို့တူပဲကိုယ့်ရဲ့ရင်ထဲမှာအမျက်ဒေါသဖြစ်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအမျက်ဒေါသရဲ့အစွမ်းကြောင့်သူ့ရဲ့ခုံသိက္ခာတွေဟာကျဆင်းသွားပြီးတော့လဆုပ်ပက္ခမှာလဟာအယောင်ကင်းမဲ့သွားတယ်လို့ပဲဟုတ်ပြီလဆုပ်ပက္ခဆိုတာတဖြည်းဖြည်းရော့သွားပြီးနောက်ဆုံးလကွယ်သွားတယ်လေလကွယ်သွားတယ်ဆိုတာအလင်းရောင်တွေလုံးဝပျောက်သွားပြီးတော့ဖြစ်သွားတယ်လို့ပဲလူမှာခုံသိက္ခာတွေကဒေါသထွက်ရင်ကနေပြီးအဲ့ဒေါသရဲ့အစွမ်းကြောင့်ခုံသိက္ခာတွေကလုံးဝပျောက်ကွယ်သွားတယ်သူဆိုလို့တယ်ပေါ့နော်ခုံသိက္ခာတွေပျောက်ကွယ်သွားနိုင်တယ်အနေတော်ဓုမကေတုဝကောရောယတုပတမတိလောကမှာမီးဆိုတာ
လောင်စာသိမ့်လိုက်ရင်မရှိတော့ငြိမ့်သွားတာပဲလောင်စာရှိနေသမျှတော့လောင်နေမှာပဲလောင်စာမရှိတော့ဘူးဆိုလို့ရှိရင်မိဟာမလောင်တော့အခိုးအငွေ့ဖြစ်ပြီးတော့ပျောက်သွားအဲ့ဒါကြောင့်မလို့ကိုယ့်ရင်ထဲမှာဖြစ်လာတဲ့ဒေါသဆိုတဲ့မိကိုငြိမ့်သက်လိုက်မယ်ဆိုလို့ရှိရင်ငြိမ့်သက်လိုက်နိုင်တဲ့ပုဂ္ဂိုလ်ဟာလာဇံဘက်ခါမှာထွက်လာတဲ့လလိုပဲတနေ့တနေ့ပို့ပြီးတော့တောက်ပေါင်လာတယ်တနေ့တနေ့ပို့ပြီးတော့တောက်ပလာတယ်နော်လာပြည့်နေ့ရောက်သည့်ထဲအောင်ထိမ့်ထိမ့်လင်းနဲ့ခုံတရင်နေနဲ့ဖြစ်ပေါ်လာတယ်လို့ပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့ခုံတရင်ဟာဒီလာဇံဘက်ကမှာလာဟာတနေ့ပြီးတနေ့အယောင်နေတိုးလာတယ်လို့ရဲ့ခုသူ့ရဲ့ဂုဏ်သိက္ခာတွေကတိုးလာနိုင်တယ်လို့ဒါဘောဓိကုမာရယသိကနေပြီးတော့ဘုရင်ကြီးကိုတရားဟောလိုက်တာအဲ့ဒီတရားကိုကြားနာရတဲ့အခါမှာဘုရင်ကြီးကစိတ်နှလုံးအေးချမ်းသွားပြီးတော့သူ့နောက်မှာပါတဲ့အမတ်တစ်ခုကိုအမတ်တယောက်ကိုအမိတ်ပေးလိုက်တယ်ငါတို့နန်းတော်မှာချုပ်နှောင်ထားတဲ့ရှသိမကိုပြန်ခေါ်လိုက်ခေါ်ပြီးတော့ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်ပေါ့နော်အရှင်ဘုရားရဲ့ဒေါသရှင်ရဲ့ဒေါသကိုထိန်းချုပ်တာကိုသိရသည့်အတွက်ကြောင့်အရှင်ဘုရားရောယသိမရောဒီမှာဥယျာဉ်ထဲမှာအေးချမ်းချမ်းနေပါသူတာဝန်ယူပြီးတော့အားလုံးကိုဆောင်းလျှောက်ပေးပါမယ်လို့ဘုရင်ကြီးကကြောဝန်ချတောင်းပန်ပြီးယသိကိုရှ िख ိုးပြီးနန်းတော်ပြန်သွားတယ်အဲ့တော့ဒီဘောဓိရာဇဘောဓိကုမာရယသိနဲ့ယသိမလေးတို့ဟာရှားသက်ပံအဲ့ဒီဥယျာဉ်ထဲမှာပဲဘုရင်ကြီးရဲ့ဆောင်းလျှောက်မှုခံပြီးတော့ချမ်းချမ်းသာသာနေကြနောက်ကြတော့ယသိမလေးကသုတိမဏိကွယ်လွန်သွားတဲ့အခါကျတော့ယသိကြီးကဟိမဝန္တတောင်ကိုပြန်သွားပြီးသူတူဦးရဲ့နေတဲ့အခါမှာသမထကျင့်စဉ်ကိုကျင့်လို့သံပင်ညင်နေရပြမစိုးတရား၄ပါးကိုပွားများအထုတ်ပြီးသူဟာပြမပြေရောက်သွားတယ်ဒီနေရာမှာယသိမလေးတည်သွားတော့ဘယ်ရောက်တယ်ဆိုတာမပါတော့ဘူးနော်ယသိမကတော့အဲ့ဒီဥယျာဉ်ထဲမှာပဲကွယ်လွန်နေစာရောက်သွားတယ်ယသိမကွယ်လွန်ပြီးတဲ့အခါမှာယသိကြီးကဟိမဝန္တပြန်သွားတယ်အဲ့ဒီကြတော့ပြန်သွားပြီးသူတယောက်တည်းလွတ်လပ်လပ်နေပြီးတရားထုတ်တဲ့အခါမှာစံပင်ကြီးနေပြန်ရတယ်ဒီဇလန်းကိုသင်္ကန်းစာပေးတာတော့အမျက်ဒေါသကိုထိမ့်ချုပ်နီးဘယ်လိုထိမ့်ချုပ်ရမလဲအမျက်ဒေါသဘောဘယ်လိုရှုမြင်ရမလဲထိမ့်ချုပ်တယ်ဆိုတာအမျက်ဒေါသရဲ့အပြစ်ကိုဆင်ញင်သုံးသပ်တာထိမ့်ချုပ်ခြင်းပဲသွားပြီးရင်ပတ်တဲ့ရင်ထဲမှာဖြစ်နေတဲ့ဒေါသကြီးကိုဒီတိုင်းထိမ့်ချုပ်တာမဟုတ်ဘူးဒီဒေါသရဲ့အပြစ်တွေကိုဆင်ញင်လိုက်တာထိမ့်ချုပ်တာပဲမကောင်းမှုလို့သိလိုက်ရင် तू ကထိမ့်ချုပ်ပြီးသားဖြစ်သွားတယ်ကောင်းတယ်လို့သိရင်ဆက်လုပ်မှာပဲလေအဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ငါဒေါသထွက်တာမကောင်းဘူးဒီဒေါသအပင်ငရဲကြစေနိုင်တယ်ငါဘဝပျက်စီးစေနိုင်တယ်ဆိုတော့ဒီအတွေးတွေကဒါထိမ့်ချုပ်တဲ့အတွေးလို့ခေါ်တယ်ဟိုလိုကြီးတွေးเสียမဟုတ်ဘူးသို့မဟုတ်မေတ္တာဘာဝနာနဲ့ထိမ့်ချုပ်မယ်သိခဏ်ခြင်းဆိုတဲ့ခန္တီတရားနဲ့ထိမ့်ချုပ်မယ်ဒီအကြောင်းအရာဒေါသထွက်เสียအကြောင်းအရာကိုမေ့ထားပြီးတော့ထိမ့်ချုပ်မယ်ထိမ့်ချုပ်ပုံထိမ့်ချုပ်နည်းတွေမျိုးရှိတဲ့ထက်မယ်မေတ္တာနဲ့ထိမ့်ချုပ်တယ်အတွေးနဲ့ထိမ့်ချုပ်တယ်မှန်ကန်တဲ့တွေးတောဆင်ခြင်မှုတွေနဲ့ထိမ့်ချုပ်တယ်တော့ငါဒါမထိမ့်လို့ရှိရင်ငါဘဝပျက်စီးလိမ့်မယ်သိရင်ငရဲရောက်လိမ့်မယ်စသဖြင့်ဒါလည်းထိမ့်ချုပ်တာအဲ့လိုအတွေးနဲ့ထိမ့်ချုပ်တယ်လို့လူတိုင်းဟာကိုယ့်ရဲ့ထဲမှာအမျက်ဒေါသမဖြစ်ဘူးဆိုတာမရှိဘူးအကြောင်းအရာဆိုတာဖြစ်လာနိုင်တယ်ဖြစ်လာလို့ရှိရင်အခုလိုတွေးပြီးတော့ထိမ့်ချုပ်ရမှာဖြစ်တယ်ဆိုတာကိုသင်္ကန်းစာပေးလို့ရင်ဖြစ်ပါတယ်ဒီတရားကိုဟောလိုက်တဲ့ဒီသင်္ကန်းစာကိုအဓိကအကြောင်းပြုပြီးဟောတဲ့ဒေါသကြီးတတ်တဲ့ယဟန်ဟာအနာဂံအဆင့်ကိုရောက်ရှိသွားပါတယ်တဲ့အဲ့ဒီတော့ကယသိမလေးကတခြားသူမဟုတ်ဘူးတဲ့ရှာဟုလာမဲတော်ယသောတရရဲ့ဘဝတစ်ခုသာလည်းဖြစ်တယ်ပါရဏသီဘုရင်ကတော့တခြားသူမဟုတ်ဘူးတဲ့ရှင်အနန္ဒာရဲ့အတိတ်ဘဝတစ်ခုပဲဖြစ်တယ်အဲ့ဒီဘောဓိကုမာရ
ယသိဆိုတာတခြားသူမဟုတ်ဘူးငါရဲ့အတိတ်ဘဝပဲဖြစ်တယ်လို့မြတ်စွာဘုရားကစက်ကိုပြန်ပေါင်းပြီးတော့ဒီဇလန်းကိုထုတ်ဖော်ဟောကြားတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒီဇလန်းရဲ့အဓိကသင်္ကန်းစာပေးတာတော့အမျက်ဒေါသကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသင်္ကန်းစာပေးခြင်းဖြစ်လို့အကြောင်းတစ်ခုခုကြောင့်ကိုယ့်ရဲ့ထဲမှာဒေါသဖြစ်လာလို့ရှင်ဒီအချက်လက်တွေကိုမှတ်သားတွေးတောပြီးကိုယ့်ရဲ့ထဲကဒေါသကိုထိန်းချုပ်အောင်ထိန်းချုပ်နိုင်အောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထား၍ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှေးဆက်ချရအောင်ရှင်ဖေယဖေယတပည့်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလို့ကြ၍အမတဒါနာဓမ္မဒါနာတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမစား၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာသမျှအမြယူတော်